ကဲအဲ့ဆိုရင်တခြားဒီနေ့ဒီမှာဒီနေ့ဟိုတကယ်တော့ဒီ file လေးပေါ့နော်ဒီ file လေးတင်တခြားတို့ဒီ file လေးကိုပြန်နှွှဲရင်းနဲ့တခြားတို့မနေ့ကကုတ်ကလေးကိုပြန်စားကြတာပေါ့အဲ့တော့ဒီ file လေးကိုပြန်နှွှဲရင်းနဲ့ဆိုလို့တခြားအခုဒီမှာဆိုပါတော့ပေါ့နော်တခြားတို့ဒီအရှင်းမတင်ခဲ့တယ်ဗားတယ်တင်ခဲ့ကြတာလေဆိုတော့တခြားတို့ကinput အကြောင်းကိုသင်ခဲ့ကြတယ် input function အကြောင်းကိုသင်ခဲ့ကြတယ်အဲ့တော့အဲ့ဒီ input function ကတခြားတော့ဘာကိုလက်ခံတာလဲဆိုတော့ input function ကတဲ့တခြားတော့ string value လေးတစ်ခုကိုလက်ခံတာတဲ့เนาะ input function string value လေးတစ်ခုကိုလက်ခံတာတသားတော့ input function ကိုသုံးလို့ရှိရင်တခြားတော့ string တန်ဖိုးပဲရလာမှာဖြစ်တယ်အဲ့တော့တခြားတော့ဒီမှာဆိုပါစို့ပေါ့ကွာတခြားဒီမှာ variable လေးတစ်လုံးပေါ့เนาะတခြားရဲ့နာမည်ကိုရိုက်ထည့်ဖို့အတွက်တခြားတော့အရှင်းမှာပါသုံးခဲ့ကြတယ်ဆိုတော့ input function လေးကိုသုံးခဲ့ကြတယ်အဲ့တော့အဲ့ဒီ input function လေးကိုသုံးပြီးတော့တခြားဒီမှာenter your name ပေါ့เนาะမင်းတို့နာမည်လေးကိုရိုက်ထည့်ပါအောင်ဆိုတော့တခြား message လေးတောင်းလိုက်တယ်အဲ့တော့ you are your name name ပေါ့เนาะ enter your name ဆိုတဲ့တခြား message လေးတောင်းလိုက်တယ်တခြား input ပေးလိုက်တဲ့ဟာကို name ဆိုတဲ့ variable ထဲမှာတင်ထားမယ်အဲ့တော့အဲ့ဒီ name ဆိုတဲ့ variable ထဲမှာတင်ထားတဲ့ဟာကိုတခြား output ထုတ်ပေးမယ်ဆိုပါစို့เนาะအဲ့တော့ရရဒီမှာ print function ကိုသုံးတာ output ထုတ်ပေးတယ်အဲ့တော့ output ထုတ်ပေးတဲ့အချိန်မှာတခြားဘယ်လို position လာလဲဆိုတော့ hello ဆိုတဲ့စာလုံးလေးကို share position လေးတယ်เนาะ hello ပေါ့ hello speed ပေါ့ဒါဆိုရင်တခြားတို့ကတခြားပေးလိုက်တဲ့ဒီနာမည်လေးက variable ဘယ်ထဲကိုရောက်သွားမှာလဲဆိုတော့ name ထဲကိုရောက်သွားမယ်အဲ့ဒီ name ကိုမှတခြားနည်းနည်းလေးအဓိပ္ပာယ်ရှိအောင်ပေါ့เนาะ hello ဥပမာဆိုတော့တခြားလှလှလို့ရိုက်ထည့်လိုက်လို့ hello လှလှပြီးလို့ရှိရင် nice to meet you အဲ့လိုမျိုး message ကလေး position နဲ့တခြားအောင်လို့ရိုက်ထည့်လိုက်လို့ရှိရင် hello အောင် nice to meet you အဲ့လိုမျိုး message ကလေးကို program ကနေတခြားထုတ်ပေးမယ်ဆိုပါတော့เนาะအဲ့တော့တခြား input က name ထဲမှာတခြားရဲ့ input ရောက်သွားပြီဆိုရင်အဲ့ဒီ name ကို hello ဆိုပြီးတော့ message ကလေးအရင်လာမယ်ပြီးလို့ရှိရင်တခြားတို့က plus ဆိုပြီးတော့သုံးတယ် plus ဆိုတာဒီဘာလို့သုံးတာလဲဆိုရင်အရှေ့က message နဲ့အနောက်က message ကိုတခြားတို့ရှိတ်ဆက်တဲ့အချိန်မှာသုံးတယ်เนาะရှိတ်ဆက်တာကိုတခြားတို့ကဘာလို့သုံးလဲဆိုတော့ concat လို့သုံးတာပေါ့เนาะ concat ဆိုတာဒီရှိတ်ဆက်တာကိုပြောတာအဲ့တော့အရှေ့ message နဲ့တခြားတို့အနောက် message နဲ့ရှိတ်ဆက်မယ်ပေါ့เนาะအဲ့တော့ဘယ်သူနဲ့ရှိတ်ဆက်မှာလဲဆိုတော့ hello ဆိုတဲ့စာသားလေးနဲ့တခြားတို့ကဘာနဲ့ရှိတ်ဆက်မှာလဲဆိုတော့ name ဆိုတဲ့တခြားရိုက်ထည့်လိုက်တဲ့နာမည်လေးနဲ့ရှိတ်ဆက်မယ်ရှိတ်ဆက်ပြီးလို့ရှိရင်တခြားတို့ကအမှ plus ကလေးကိုထပ်သုံးတယ်အဲ့တော့ plus ဒီခုနတခြားပြောသလိုပဲတစ်ခုနဲ့တစ်ခုကိုရှိတ်ဆက်တဲ့အချိန်မှာသုံးတာပြောမယ်ဆိုရင် hello ဆိုတဲ့ message ကလေးနဲ့တခြားရိုက်ထည့်လိုက်တဲ့နာမည်လေးကိုရှိတ်ဆက်မယ်အဲ့ဒီနာမည်ရဲ့အနောက်မှာနောက်ထပ်တခြားတခြားတို့ကဒီမှာနောက်ထပ်စာလေးတစ်လုံးရိုက်ထည့်မယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုရိုက်ထည့်မှာလဲဆိုတော့ nice တခြားတို့က to meet mail ပြီးလို့ရှိရင်တခြားတို့က you ပေါ့နော် nice to meet you ဆိုတဲ့စာလေးကိုတခြားရိုက်ထည့်လိုက်တယ်ဆိုပါစို့နော်အဲ့တော့တခြားဒီမှာမနေ့ကဆိုတခြား comma လေးသုံးတယ်ဒီနေ့တော့တခြားဘာကိုသုံးတာလဲဆို plus ကလေးကိုသုံးတယ်နော်အဲ့တော့ comma လေးသုံးရင်လည်းရတယ် plus သုံးရင်လည်းရတယ်ဟုတ်တယ်နော်အဲ့တော့ဒီနေ့ကတခြား plus ကလေးသုံးပြီးတော့ဒီအရှင်းမှာရှိတဲ့ string နဲ့တခြားတော့အနောက်မှာရှိတဲ့ string တွေကိုဘာလို့တဲ့အချိန်မှာသုံးတာလဲဆိုတော့ shake set တဲ့အချိန်မှာသုံးတယ်အဲ့တော့ဒီနေရာမှာသုံးတဲ့ plus ဒီပေါင်းလို့မြောက်စားလို့တလို့ပေါင်းတာမဟုတ်ဘူးဘာလို့တာလဲဆိုရင်တခြားရဲ့ဒီ plus သုံးတဲ့ဒီဘက်မှာလည်း string ရှိနေတယ် plus ရဲ့ညာဘက်မှာလည်း string ရှိနေတယ်ပြောရမယ်ဆိုဒီ plus ကလေးရဲ့ဘယ်ဘက်မှာလဲဒါ string ပဲเนาะဒါ plus ရဲ့ဘယ်ဘက်မှာလဲ string ပဲ plus ရဲ့ညာဘက်မှာလဲ string ဆိုလို့ရှိရင် plus ကို string အချင်းချင်းကြားမှာသုံးရင်တခြားတို့ကဘာနဲ့လဲဆို concat ဆိုတဲ့သဘောတရားအနေနဲ့သုံးတယ် concat ဆိုတာဒီဘာလို့တာလဲဆိုအရှင်းမှာရှိတဲ့ string နဲ့အနောက်မှာရှိတဲ့ string ကိုဘာလို့တာလဲဆိုရှိတ်ဆက်တာနားလဲနော် string အတွက်သုံးမယ်ဆိုရင်သူကရှိတ်ဆက်မှုအနေနဲ့သုံးတာပေါ့ဒါဆိုရင် hello နဲ့နာမည်လေးနဲ့ရှိတ်ဆက်မယ်နာမည်လေးရဲ့အနောက်မှာ nice to meet you နဲ့တခြားရှိတ်ဆက်မယ်ပေါ့နော်ရဟုတ်ပြီအဲ့ဒါဆိုရင်တခြားဒီမှာ program လေးကို run လိုက်ပြီ enter your name မင်းရဲ့နာမည်ကိုရိုက်ထည့်ပါအောင်ဆိုတော့တခြားဒီမှာလှလှဆိုပြီးတော့တခြားဒီမှာရိုက်ထည့်လိုက်တယ်အဲ့တော့ enter ခောက်လိုက်တော့ဘာပေါ်လာတယ်ဆိုတော့ hello ပြီးလို့ရှိရင်တခြားဒီမှာဒါပဲကုတ်လေးထဲမှာ hello speak လို့ရေးထားတဲ့အတွက် hello speak ပေါ်လာတယ်ပြီးလို့ရှိရင်တခြားရဲ့လှလှဆိုတဲ့နာမည်လေးက name ထဲကိုရောက်သွားတယ်အဲ့တော့ name ကို output ထုတ်ပြတဲ့အချိန်မှာ name ရဲ့နေရာမှာလှလှဆိုပြီးတော့ပေါ်လာတယ်ပြီးလို့ရှိရင် plus ဆိုတာထပ်ပြီးတော့ရှိတ်ဆက်တယ်ဘာနဲ့ရှိတ်ဆက်တာလဲဆိုရင်တခြားဒီမှာ speak ကလေးပုတ်ထားတယ်ပြီးလို့ရှိရင်ဒီမှာ nice to meet you လို့သုံးထားတယ်ဒါကြောင့်ဒီမှာ speak ကလေးပါလာပြီးတော့အမှဘာပေါ်လာတာလဲဆိုတော့ nice to meet you ဆိုတဲ့စာသားလေးပေါ်လာတယ်အဲ့တော့တခြားတော့ဒီမှာ plus operator ဒီဘယ်အချိန်မှာသုံးတာလဲဆိုရင် integer နှလုံးဆိုရင်တော့ကိန်းဂဏန်းနှလုံးဆိုရင်တော့ပေါင်းလိုက်မှာเนาะဥပမာတခြားဒီမှာ4 plus 5 4 plus 6ဆိုရင်တော့ဒီဘက်မှာလည်း plus ရဲ့ဒီဘက်မှာလည်း number ရှိတယ် plus ရဲ့ညာဘက်မှာလည်း number ရှိတယ်အဲ့လိုမျိုးဆိုရင်တော့ဘာလို့လိုက်တာလဲဆိုတော့အဲ့ဒီ number အချင်းချင်းကိုသူကဘာလို့လိုက်တာလဲဆိုတော့ပေါင်းလိုက်တာတဲ့เนาะဒီလိုမျိုးမဟုတ်ဘဲနဲ့ဒီ plus ရဲ့ဒီ plus ကိုတခြားတော့ဥပမာဒီမျိုးတခြား string နေနဲ့သုံးတာပေါ့เนาะဒီမှာတခြား
HCL ကို hello ဆိုပြီးတော့သုံးတယ် hello ပြီးတော့တခြား plus ကိုသုံးတယ်ပြီးလို့ရှိရင်နောက်ထပ် double ကုတ်လေးတွေမှာ WOR ဒီ wall ဆိုပြီးတော့သုံးလိုက်တယ်ဆိုပါစို့ဒီချိန်မှာကြတော့ဒီ plus ရဲ့အရှေ့မှာလည်း string ရှိရယ် plus ရဲ့အနောက်မှာလည်း string ရှိရယ်အဲ့ဒီအချိန်မှာကြတော့အဲ့ဒီ string အကြောင်းကိုဘာလို့လိုက်တာလဲဆိုတော့ shake set လိုက်တာဖြစ်တဲ့အတွက်ဘယ်လို shake set လိုက်တာလဲဆိုရင် hello ရဲ့အနောက်မှာဘာလိုက်တာလဲဆိုရင် wall ဆိုတဲ့စာသားလေးရိုက်လိုက်လာတယ်ဒါကြောင့်သူ့ရဲ့အဖြေကဘာဖြစ်သွားမှာလဲဆိုတော့ hello WOR အဲ့ဒီ wall ဖြစ်သွားမယ် hello ရဲ့အနောက်မှာ wall လိုက်မယ်ပေါ့နော်အဲ့တော့သားတို့သမီးတို့က hello နဲ့ wolf နဲ့ကြမှာ stick ကလေးသုံးချင်နေဆိုရင် hello ရဲ့ဒီဘက်မှာ stick ကလေးတစ်ချက်ပုတ်အဲ့လိုမျိုးသုံးလို့ရတယ်ဒါဆိုရင် hello space ဆိုရင်တော့ hello space ဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးမသုံးချင်ဘူးဆိုရင်လေ wall ရဲ့အရှိမ stick ကလေးတစ်ချက်ခံထားခဲ့လို့ရတယ်ဒါဆိုရင်လေ hello space wall ဆိုပြီးတော့ထွက်လာမယ်နော်အဲ့တော့ string ရှင်းမှာကြတော့တချို့တို့ကဒီ string တစ်ခုကို concat လို့ခေါ်တယ် shake set ဖို့အတွက်သုံးတယ် number ရှင်းဆိုရင်တော့တချို့တို့ကဘာလုပ်ပေးမှလဲဆိုရင်ပေါင်းနှုတ်မြောက်စားလုပ်ပေးတော့မှာဖြစ်တယ်ပေါင်းပေးတော့မှာဖြစ်တယ်အဲ့တော့အခုတချို့ပြောလိုက်တဲ့ဟာကိုနားလည်ကြလားယင်哪里玩的？